အားလုံးပဲမင်္ဂလာပါဒါကတော့တရက်လေးလား2025အင်္ဂါနေ့မနေ့ပိုင်းအတွက်ကျွန်တော်ရဲ့မြင်ရထင်ယူဆထားတဲ့ဖြစ်နိုင်ခြေလေးတွေတည်တည်ချာချာလေးကြည့်ပါဖြစ်နိုင်မယ်ကိုယ်စိတ်ကဖြစ်နိုင်မယ်ထင်တာကိုပဲရွေးသုံးပါမဖြစ်နိုင်မှုထင်တာတွေကိုလုံးဝမသုံးပါနဲ့ပြီးတဲ့အခါမှာဒါ 3D နဲ့ဖွင့်မှာမို့လို့နှစ်ပင်ကရှေ့ကသွားနောက်ကလိုက်ပုံစံမျိုးလေးနဲ့ဒါဖြစ်နိုင်ခြေလေးတွေအခြေခံလေးနှစ်ခုပုံစံတူအခြေခံလေးနှစ်ခုကိုယူပြီးတော့ရှေ့ကသွားနောက်ကလိုက်ပုံစံနဲ့နောက်ဆုံးမှာယူဆထည့်သွင်းပေးထားပါတယ်ဒီအရာတွေကိုလည်းတည်တည်ချာချာလေးကြည့်ပြီးတော့မှကြိုက်ရင်သုံးပါမကြိုက်ရင် neglect လက်လူရှုလိုက်ပါရွေးချယ်မှုမှန်ပြီးတော့ကံကောင်းကြပါစေအခုပထမဆုံးတကွင်ကျော်အနေထားလေးနဲ့ဒါမြင်ရထင်ရဖြစ်နိုင်ခြေလေးတွေယူဆမယ်ဆိုတော့ဒါဆက်ပြီးတော့ယူဆမယ်လို့သုံးရင်ပုံမှန်မယ်ဆိုတော့သူကဒီ3လုံးနှစ်ဒီ3လုံးနှစ်3ညထိပ်သူကတကွင်ကျော်မှာဒီ3လုံး4ဒီ3လုံး4ဆိုတော့ဒါ3ထိပ်အဲ့ဒီတိုင်းသူဆက်ဖြစ်မယ်ဆိုရင်ဒီ3လုံး6ဒီ3လုံး6ဒါဆိုရင်2ထိပ်ဒီလိုဖြစ်မယ်ဒီဟာ3ချိန်မကဘူးသူက4ချိန်အထိ3ချိန်ဖြစ်ပြီးသားဒီ3လုံးပေါင်းခြင်းကိုဒီ3လုံးကိုတကွင်ကျော်နေထားနေဆိုလို့ရှိရင်သူဟာ3ချိန်မှန်ထားပြီးပြီပေါ့ဒီလိုလေယူဆလို့ရတယ်ပြီးတဲ့ခါမှာ3ချိန်သူနဲ့ထပ်တူလိုက်ကြတဲ့ယူဆလေးတစ်ခုရှိသေးတယ်ဒီကိုဒီ3လုံးကိုဒီခွန်ဒီ3လုံးခွန်ဒီခွန်ဒီ3လုံးခွန်ဒီလိုနဲ့ပြီးခဲ့တဲ့ဘက်မှာဒါ3 3ညပြီးတဲ့အခါ3ပရိတ်ယူဆလေးတစ်ခုနဲ့သူ့ကိုပေါင်းဆက်ပြီးတော့မှ3 3ညတာတစ်ကွက်တိကျသွားတယ်ပေါ့ဆိုတဲ့အခါသူကလည်း၄ချိန်ဆက်ဖြစ်ခြင်းဖြစ်မှာပဲဒါဆိုရင်ဒီ၄ဟာဒီလို၄လို့ဆက်ဖြစ်မယ်ဒါဆိုတစ်ထိပ်ကိုထက်1နဲ့2ဒီထိပ်နှလုံးဒီလိုဒီ၄ချိန်ဆက်အနေကိုပဲဆက်ပြီးတော့မှတစ်ခုဖြစ်ရင်ဖြစ်ဒီတစ်ခုကဖြစ်ရင်ဖြစ်မဖြစ်ရင်နောက်တစ်ခုဖြစ်ပေါ့တစ်ခုမှမဖြစ်ချင်လည်းမဖြစ်ဘူးပေါ့ဆိုတော့ဂျန်နဲ့2ကွင်ကျော်နေထားတွေ3ကွင်ကျော်နေထားတွေရဖြစ်ချင်ဆက်ဖြစ်သွားမှာပေါ့ဒီလိုလေးပဲစလိုက်တယ်ပြီးတဲ့ခါမှာဒါ၄ချိန်ဆက်အနေထားနဲ့ပဲဆက်ပြီးတော့ယူဆလိုက်တော့မယ်ဆိုရင်သူ့ကိုအပိတ်တစ်လုံးကိုဒီပုံစံလေးနဲ့၄ချိန်ဆက်ယူဆလို့ရတယ်စီနီယာသဘောလေးအထောက်တော့မရှိဘူးအော်တိုဖြစ်စီနီယာဝင်ပုံစံမျိုးဒီ3လုံးပေါင်းခွန်ပြီးတော့6ပြီးတော့5ပြီးတော့4ဆိုရင်5တစ်လုံးထက်ဆိုရင်2 5 1 5ဒါကပုံစံတစ်ခုပြီးတဲ့ကနောက်ထပ် break user လေးကိုလည်းဒီလို user ကြည့်ရင်ရနိုင်သေးတယ်ဒီ3လုံးပေါင်းချင်း5 3ည5 3ညတစ်ခု3ချိန်ဖြစ်ပြီးတဲ့အချိန်မှာဒီလိုတွေးလိုက်တယ်ပေါ့5 3ညတစ်ခုက break ဖြစ်တယ်ဆိုတော့ဒီမှာ5 break အဲ့ဒါသူ့တော့တကွင်ကျော်မှာလဲဒီ3လုံးပေါင်းချင်းဟာခွန်ပါပါခွန်တစ်ခုဟာ break ကြဒီပေါ်မှာဆိုရင်ဒီ5ဟာ5 break လို့ဖြစ်တယ်ဒီမှာလဲ3ညခွန်ဆိုတဲ့အခါခွန်နှစ်ဟာခွန် break လို့ဖြစ်တယ်ဒီခွန်ဟာခွန် break ပြီးတဲ့အခါသူက3ခွင်ကျော်နေထား3 3ညထွက်သွားတယ်ဆိုတော့သူကတဲ့တော့မဟုတ်တော့ဘူးသူက8ရဲ့ပါဝါ3တစ်လုံး break ဖြစ်ဆိုရင်3 break လို့ဖြစ်သွားတယ်အဲ့ဒီတိုင်းသူဆက်ဖြစ်အောင်မယ်ဆိုရင်ဆက်ပြီးတော့ယူဆမယ်ဒီ3လုံးပေါင်းချင်း1ရဲ့ပါဝါ6ဆိုတော့1လား6လားမသိဘူး6 break ဒါဆိုရင်ဒီမှာ6 break ဆိုတော့5တစ်ခုကဒီ break နဲ့ကိုက်နေတယ်6 break ဒီလိုကိုက်ညီမှုရှိနေတယ်ပြီးတဲ့အခါမှာသူ့ကိုအလုံးစုံလုံခြုံအောင်ဆက်ပြီးတော့မှယူဆလိုက်မယ်ဆိုရင်ဒီမှာ2 4ပြီးတော့2 9 1 3ည6 5ဒီလိုကဏ္ဍ6ကွက်ယူဆလိုက်မယ်ဒါ4ချိန်ဆက်ပြီးတော့မှယူဆထားတာ
ဖြစ်နိုင်မဲ့ထင်ရင်3ပါကိုအကြိုက်လေးတွေပါရင်လည်းရွေးချယ်ပြီးတော့3ပါယူဆထားသလိုဆက်ဖြစ်နိုင်ပါစေရွေးမှန်ပြီးတော့ကကောက်နိုင်ပါစေဆုတောင်းပေးပါတယ်ဒီတစ်ခါမှာတော့ဒါနှစ်ကွင်းကြော်အနေထားနဲ့ဉာဏ်ထင်ရဆက်ပြီးတော့ယူဆမယ်ဆိုတော့ပထမဒါထိတ်နှလုံးယူဆထားတယ်ဆိုတော့ဒါပထမတစ်လုံးဒီလိုယူဆလိုက်တယ်ဒီ3လုံး1ဒီလိုနှလုံး1ဆိုတော့ဒါနှစ်ထိတ်ပေါ့ဒီလို3လုံးခွန်ဒီနှလုံးခွန်ဆိုတော့ခွန်ထိတ်အဲ့ဒီတိုင်းသူဆက်ဖြစ်မယ်ဆိုရင်ဒီ3လုံးခွန်ဒီနှလုံးခွန်ဆိုတော့ဒါ3ထိတ်ဒီလိုယူဆလိုက်တယ်ပြီးတဲ့အခါဒီ3လုံး1ဒီလို3လုံး1ဒီ1ကိုခုပေါင်းလိုက်တာဒီနှလုံးပေါင်းချင်း3ညချင်းလုံးပေါင်း3ညလို့ယူရင်လည်းရတယ်ဒါပေမဲ့ဒီလိုလေးပဲဆက်ယူလိုက်မယ်ဒီ3လုံးပေါင်း3ညဒီလို3လုံး3ညအဲ့ဒီတိုင်းဆက်ဖြစ်ရင်ဒီ3လုံး3ညဒီ3လုံး3ညဆိုရင်တစ်ထိတ်တစ်လုံးထက်ဆိုတော့3နဲ့1ဒါထိတ်နေနဲ့ယူဆလိုက်တယ်ပေါ့ပြီးတဲ့အခါမှာပိတ်ကိုတော့တစ်လုံးမယူလိုက်တယ်ဒီလိုလေးဒီနှလုံးပေါင်းချင်း1ဒီနှလုံးပေါင်းချင်း1ဒီနှလုံးပေါင်းချင်း1ဆိုပြီးတော့မှဒါ3ချိန်ဒီလိုကွင်ကြကန်းကြလေးဒါဖြစ်ထားတယ်ပေါ့ဆိုတော့ကသူကကြပင်ရဲ့နှစ်ကွင်ကြောမှာဒီဖြစ်ထားပြီးတဲ့အခါမှာသူကသူ့အောက်ကဒီ1အဲ့နှလုံးပေါင်းချင်း1ဟာဒီလို3လုံးပေါင်းချင်း1လို့ပထမတစ်ချိန်ဖြစ်တယ်3ပိတ်ဒီဒုတိယချိန်ဖြစ်ထားတဲ့ဒီ1ဟာလဲဒီနှလုံးပေါင်းချင်း1ဟာလဲဒီလို3လုံးပေါင်းချင်း1လို့ပဲထပ်ဖြစ်တယ်ဆိုတဲ့အခါသူက4ပိတ်အဲ့ဒီတိုင်းဒီ1ဟာလဲ3ချိန်ဆက်ဖြစ်အောင်မဆိုရင်1လို့ဆက်ဖြစ်အောင်မဆိုရင်သူ့4တစ်လုံးထက်ဒါမှ3လုံးပေါင်းချင်း1ဆိုတော့ဒီတစ်လုံးမယူဆလိုက်တယ်3 4 1 4ဒီတစ်လုံးမယူဆလိုက်ရတာဘရိတ်လေးထပ်ယူခြင်းလို့နှလုံးယူဆလိုက်ရင်ဘရိတ်ပဲယူလိုက်ရင်တအားများသွားမှာမို့လို့ဆိုရင်ဒီလိုပဲဉာဏ်ထင်ရယူဆတယ်ဒီ3လုံး5ဘရိတ်ဒီ3လုံး1ဘရိတ်ဒါဆိုရင်ဒီ3လုံး1ဘရိတ်ဖြစ်ချင်းလည်းဖြစ်မဖြစ်ချင်းလည်းမဖြစ်ဘူးပေါ့ဆိုတော့အခါ3ထိပ်နဲ့1 break ဆိုရင်3ရှစ်1ထိပ်နဲ့1 break ဆိုရင်1 3ည4ပိတ်နဲ့1 break ဆိုရင်ခွန်4ဒီ9ကွယ်နှစ်ပင်ကျော်နေထားနဲ့ယူဆလိုက်တယ်ယူဆထားသလိုဆက်ဖြစ်ခဲ့ရင်တော့ဒီထက်ကတစ်ကွက်တိဖြစ်ပါလိမ့်မယ်ရွေးချယ်ပြီးတော့အသုံးပြုပါဖြစ်နိုင်မယ်ထင်ရင်3ပါမဖြစ်နိုင်ဘူးထင်ရင်မ3ပါနဲ့ကြောချလိုက်ပါကျွန်တော် channel လေးကို subscribe မလုပ်ရသေးရင်subscribe လေးလုပ်ထားခြင်းရင် subscribe လေးလုပ်ထားကြပါဒီခေါင်းလောင်းလေးက all video ကိုလည်း all video မှာလည်း marking လေးပေးထားပါယူဆထားသလိုဆက်ပြီးတော့ခဏဖြစ်ပါစေခဏကံကောင်းကြပါစေတက်တိုးကြပါစေလို့ဆုတောင်းပေးပါတယ်ဒီတစ်ခါမှာတော့ဒါ3ကွင်ကျော်နေထားနဲ့ယူဆထားတဲ့ဉာဏ်ထင်ရဖြစ်နိုင်ခြေလေးတွေဇက်ကွက်မှုလေးတစ်ခုလည်းပါတယ်ဆိုတော့အခါသူ့ကိုပထမထိတ်နှလုံးယူဆထားတယ်ပထမတစ်လုံးဒီလိုယူဆထားတယ်တခြားလေးကြည့်ပါနောက်ပိုင်း line တွေထပ်ပြီးတော့နည်းနည်းရှုပ်ကုန်မှာမို့လို့ဒီ3လုံးပေါင်းချင်း6အဲ့ဒီ6ဟာဒီလို3လုံး6လို့ဖြစ်တယ်ဆိုတော့အခါ6ထိပ်ပေါ့အဲ့လိုပဲသူ့အောင်3ကွင်ကျော်နေထားမှာပုံစံတူဒီ3လုံးပေါင်းချင်း2ဟာလဲဒီလို3လုံး2လို့ဖြစ်သွားတယ်ဆိုတော့3ညထိပ်အဲ့ဒီတိုင်းသူတို့အောက်3ကွင်ကျော်မှာ3ချိန်ပုံစံတူဆက်ဖြစ်အောင်မှာဆိုရင်ဒီ3လုံးပေါင်းချင်း4ဟာဒီလို3လုံးပေါင်းချင်း4လို့ဖြစ်မှာပဲဒါဆိုရင်4ဖြစ်အောင်3ညတစ်လုံးပဲထည့်ရမယ်ဆိုတော့3ညထိပ်ကိုထပ်ပြီးတော့ယူပါတယ်ပြီးတဲ့အခါမှာသူကကဏ္ဍတစ်လုံးဟာမြူးပြီးဟေ့ဆိုရင်ဒါတွေကြီးပဲဆွပြီးတော့ကြားတယ်ပေါ့ဆိုတော့ဒါလေးလည်းထည့်သွင်းယူလိုက်တယ်ပြီးတဲ့အခါဒုတိယထိပ်တစ်လုံးဒီ3လုံးပေါင်းချင်း3ညဒီလို3လုံး3ညဆိုတော့6ထိပ်ပဲဒီလို3လုံး8ဒီလို3လုံး8 3ညထိပ်အဲ့ဒီတိုင်းပဲ3ချိန်ပုံစံတူဖြည့်အောင်မယ်ဆိုရင်ဒီ3လုံးပေါင်းချင်း4လို့ဖြစ်ထားတယ်ဒါဆိုရင်အပေါ်2ချိန်တိုင်းပဲဒီလို3လုံး4လို့လိုက်ဖြစ်ခဲ့ရင်4ထိပ်ဆိုတော့3ညနဲ့4ကိုထိပ်စီအနေနဲ့ယူဆလိုက်တယ်ပြီးတဲ့အခါမှာ
ဒါမှပဲတခါတည်းနဲ့အပြီးထည့်လိုက်တော့မယ်ထိတ်တွေပိတ်တွေခွဲဆွဲမနေတော့ဘူးအလုတ်ရှုပ်လို့ဆိုတဲ့အခါဒီ3လုံး4ဟာဒီလို3လုံး4လို့ဖြစ်ပြီးတော့နှစ်ပိတ်ဝင်တယ်သူ့3ခွင်ကျော်မှာလည်းဒီ3လုံးပေါင်းခြင်းခွန်အဲ့ဒီခွန်ဟာလည်းဒီလို3လုံးခွန်လို့ဖြစ်တယ်ခွန်အပိတ်ဝင်သွားတယ်အဲ့ဒီအတိုင်းသူ3ချိန်ဆက်ဖြစ်အောင်မယ်ဆိုရင်ဒီ3လုံးပေါင်းခြင်းဟာ9အဲ့ဒီ9ဟာလည်းပုံစံတူဆက်ဖြစ်ခဲ့ရင်ဒီလို3လုံး9လို့ဖြစ်မယ်ဒါဆိုရင်သူ့ကိုနှစ်ပိတ်တစ်လုံးထည့်ရမယ်ဆိုတော့ဒါနှစ်ပိတ်တစ်လုံးဒီလိုယူဆတယ်ပြီးတဲ့အခါဒီ3လုံး9ဒီလို3လုံး9ဒီလို3လုံး6ဒီလို3လုံး6ဆိုတော့ဒါနှစ်ပိတ်ခွန်ပိတ်ဒါသူကလည်းဒီတိုင်းပဲယူဆလို့ရသွားတယ်အဲ့ဒီတိုင်းသူ3ချိန်ဆက်ဖြစ်အောင်မယ်ဆိုရင်ဒီလို3လုံး3ညလို့ဖြစ်ထားတယ်ဒီလို3လုံး3ညလို့ဖြစ်အောင်မယ်ဆိုရင်သူငါတစ်လုံးထက်9 5 6 6 9 5 3လုံးပေါင်း3ညဆိုတော့2နဲ့5အပိတ်နဲ့ဉာဏ်ထင်ရရှောက်ပြီးတော့ယူဆလိုက်ပါတယ်သူတို့ကိုတက်တွဲလိုက်ရင်3ည2 3ည5 4 2 4 5ဒီလိုယူဆလို့ရပြီးတဲ့အခါစက်ကွက်မှုလေးတစ်ခုဟုတ်တော်ရှိမဟုတ်တော်ရှိထည့်သွင်းယူဆလိုက်မယ်ဒါပေမဲ့စက်ကွက်တော့မရစ်ပြဘူးစက်ကွက်လည်းမစီဘူးရထားတဲ့ထိပ်ပိတ်တွေနဲ့ပဲစက်ကွက်မှုကိုဖြည့်လိုက်မယ်ဒီလိုယူဆထားတယ်ဒီနှစ်ပိတ်လို့ဖြစ်လိုက်တာ ਨੇ ဒီ3လုံးပေါင်းခြင်းနှစ်လို့ဖြစ်တယ်သူ့ကို3ခွင်ကျော်မှလည်းဒီ3လုံးပေါင်းခြင်းခွန်လို့ဖြစ်လိုက်တာ ਨੇ ခွန်အပိတ်ဝင်သွားဆိုတော့ဒါထိတ်နဲ့ပိတ်တပြိုင်နဲ့ဖြစ်သွားတာဆိုတော့3လုံးပေါင်းခြင်းကြောင့်အပိတ်ဖြစ်တယ်အပိတ်ကြောင့်3လုံးပေါင်းခြင်းတန်ဖိုးညီတယ်ဒီလိုမျိုးလေး reverse အနေနဲ့ဒီလိုပြန်ယူဒီအဲ့ဒီလို3ချိန်ပုံစံတူဆက်ပြီးတော့မှဖြစ်ခဲ့သည်ရှိတော့ယူလိုက်မယ်ဒါဆိုရင်ဒီလို3လုံးပေါင်းခြင်းဆိုတော့ဖြစ်စီရ2ခုရှိတယ်ထည့်ထားတဲ့အပိတ်တင်နဲ့တစ်ခုမှမကိုက်ဘူးဆိုတော့အဲ့ဒီ3လုံးပေါင်းခြင်းတန်ဖိုးပါဒီလိုဒီတန်ဖိုးဖြစ်ရအပိတ်ဖြစ်ရဆိုတော့အပိတ်တွေကိုထည့်ကြည့်ရင်လည်းဒီထိတ်ယူဆထားရတယ်တစ်ခုမှမကိုက်ဘူးဆိုတော့သူ့ကိုနောက်တိုး၄ခွက်ထပ်ပြီးတော့ယူဆမှာပဲရမယ်ဆိုတော့အခါ3ညထိတ်ကိုယူဆလိုက်ရင်3ညထိတ်ဖြစ်မယ်လို့ယူဆလိုက်ရင်3 3ည3ညလို့ဖြစ်မယ်ဆိုတော့3ည3 3 3ညဆို3 3ည3ညဆိုရင်ပေါင်းခြင်း3ဆိုတော့အပိတ်သွား3ည3ပြီးတဲ့အခါ9အပိတ်ကိုယူလိုက်မယ်ဆိုရင်အပေါ်နဲ့ကဏ္ဍလေးတွေတူအောင်9အပိတ်ကိုယူလိုက်မယ်ဆိုရင်ဒီ3လုံးပေါင်းခြင်း9လို့ဖြစ်ရမယ်ဒါဆိုရင်3လုံးပေါင်းခြင်း9ဖြစ်အောင်2ကိုထည့်ရမှာဆိုတော့2 9အဲ့လိုပဲလေးထိတ်ကိုယူလိုက်ရင်ဒီ3လုံးပေါင်းခြင်း3 3ည4ဆိုတော့3လုံးပေါင်းခြင်းခွန်လို့ဖြစ်မယ်ဆိုတော့အဲ့ဒီခွန်အပိတ်ထက်4ခွန်2အပိတ်ကိုယူလိုက်မယ်ဆိုရင်2ပိတ်ကိုယူလိုက်မယ်ဆိုရင်2ကြောင့်ဒီ3လုံး2ဖြစ်မယ်ဒါဆိုရင်9နှစ်ဆိုတော့ဒီ8ခွက်ကိုစက်ကွက်မူလေးပါထည့်သွင်းပြီးတော့မှယူဆလိုက်တယ်ဒီစက်ကွက်မူလေးဖြစ်နိုင်မယ်ထင်လို့ရှိရင်စက်ကွက်လုံးပြည့်အောင်ထိုးပါကျန်တာတွေတစ်ခုလည်းမထိုးနဲ့အဲ့ဒီစက်ကွက်ပဲထိုးဆိုတော့ဟုတ်ပြီဖြစ်နိုင်မယ်လို့ထင်ရင်သုံးပါကိုယ်အကြိုက်လေးတွေနဲ့တူတာလေးတွေကိုအကောင်းဆုံးထင်တာလေးတွေကိုရွေးချယ်သုံးပါပေါက်ဆက်သုံးပါယူဆထားတယ်လို့ဆက်ပြီးတော့ဖြစ်ပါစေဆုတောင်းပေးပါတယ်ကံကောင်းကြပါစေပြီးတဲ့ခါမှာဒါ 3D ကလည်းထွက်တော့မှာမို့လို့ဒါထူးထူးခြားခြားယူဆမှုလေးတစ်ခုမြင်ရထင်ရလေးပဲနှစ်ကြိမ်ဆိုတာမျိုးဟာအယူဆမှန်ရင်ကွက်တီကိုကြမှာဆိုတော့ဒါလေးကိုအခြေခံလေးတူတဲ့ဒီ3လုံးပေါင်းခြင်းခွန်ဒီလို3လုံးပေါင်းခြင်းခွန် break နှစ်ခုထပ်ထားတဲ့ဖြစ်စဉ်လေးပေါ်မှာမူတည်ပြီးတော့မှအပေါ်ခွန်ကလုတ်ခဲ့တဲ့ပုံစံအတိုင်းလေးမြင်ရထင်ရလေးကိုဒုတိယခွန်ကိုလိုက်ထည့်ကြည့်မှာဆိုတော့ဖြစ်နိုင်မယ်ထင်မှတော့ဒါကျွန်တော်ကဒါထင်ရမြင်ရရှောက်ပြီးတော့မှပြတာကိုအကြိုက်လေးနဲ့မူလဓာတ်ခံကိုအကြိုက်လေးနဲ့တိုက်ဆိုင်မှုရှိတယ်ဆိုထည့်3ပေါ့ယူ3ပေါ့ဆိုတော့ကသူ့ကိုပထမတစ်ခုမှာတော့ဒီလိုလေးပဲယူဆလိုက်တယ်ဒီခွန် break လို့ဖြစ်ပြီးတဲ့အချိန်မှာသူ့အောက်ဒီနှစ်ကွင်းကျော်အနေထားမှာကဏ္ဍတစ်ခုကိုသူ့
အဖြစ်လေးပေါ်မှာမူတည်ပြီးတော့လိုက်ယူမှာသူ့အောက်မှာဒီလိုဖြစ်တယ်ဒီသုံးလုံးခွန်ဆိုတဲ့အခါငါးပိတ်ကိုယူလို့ရတယ်ပေါ့အဲ့ဒီတိုင်းဒါကထိတ်တစ်လုံးကိုဒီလိုယူလိုက်ဒီလိုသုံးလုံးခွန်လို့ဖြစ်ပြီးတော့မှဒီ6အလဲတိုင်းဖြစ်သွားတယ်ဆိုရင်လည်းယူလို့ရတယ်ဆိုတဲ့အခါသူ့ကို3ချက်ရိုက်နဲ့ကဏ္ဍ3လုံးကိုဆွဲထုတ်နောက်ထပ်ယူလို့ရရလည်းရှိတယ်နော်မြင်တဲ့သူတွေလည်းမြင်နေရောမယ်အဲ့ဒီဟာလေးကိုပါပြီးတဲ့အခါမှာထပ်ပေါင်းထည့်ဒါအဲ့ဒါတွေပဲရှောက်ဆွဲနေရင်ဘာမှမြင်ရမှာမဟုတ်တော့ဘူးဆိုတော့ဒီလို3လုံးခွန်လို့ထပ်ဖြစ်ပြီးတော့3အပိတ်ဆိုတော့963ဒီလိုယူဆလို့ရတယ်သူ့နောက်ကိုဒီနောက်ထပ်ခွန် break ကြောင့်ခွန် break ကိုပုံစံတူထပ်လိုက်ဒီခွန်ကြောင့်အပေါ်မှာဖြစ်ခဲ့တဲ့အတိုင်းဒီ3လုံးခွန်လို့ဖြစ်ဒါဆိုရင်86ဆိုတဲ့အခါ3တစ်လုံးကိုထည့်မယ်3လုံးပေါင်းချင်းခွန်လို့ဖြစ်3ထိပ်ပြီးတဲ့အခါအပေါ်မှာယူခဲ့တယ်လို့ပဲအလဲတစ်လုံးကိုဒီလိုယူလိုက်မယ်ဒါဆိုရင်သူ့ကိုဒီ3လုံးခွန်ထပ်ဖြစ်ဆိုရင်4တစ်လုံးကိုထည့်ဆိုရင်ဒါ4လဲတိုင်းပြီးတဲ့အခါမှာအပေါ်မှာယူခဲ့တယ်လို့ပဲနောက်ထပ်ခွန်တစ်ချက်ထပ်ပြီးတော့ရိုက်ပြီးတော့ပိတ်တစ်လုံးကိုထပ်ယူဆလိုက်မယ်ဆိုတဲ့အခါသူက9 4 8နံပါတ်3လုံးခွန်လို့ဖြစ်မယ်ဆိုတော့ဒါ8ပိတ်3 4 8ဒီလိုပုံစံတူပထမယူဆထားတဲ့အတိုင်းလက်ယူဆရင်ဒီကဏ္ဍရမယ်ပြီးတဲ့အခါနောက်ထပ်ဖြစ်နိုင်ခြေလေးတွေရှိသေးတယ်သူကဒီလိုအထိတ်ကိုတော့ဒီတိုင်းပဲယူလိုက်တယ်ပေါ့ပြီးတဲ့အခါအလဲကိုကြတော့ဒါမျိုးဒီလိုမျိုးတွေဒီလို3လုံးခွန်လို့ဖြစ်ပြီးတော့6လဲတိုင်းဝင်တယ်လို့ယူရင်လည်းရတာပဲဒီလို3လုံးခွန်လို့ဖြစ်ပြီးတော့6လဲတိုင်းဝင်တယ်လို့ယူရင်လည်းရတာပဲဆိုတော့ဒါဒီလိုနောက်ထပ်တိုး2ခုရှိသေးတယ်ပြီးတဲ့အခါအပိတ်ကိုဒီလိုနှလုံးခွန်ဖြစ်တယ်လို့ယူရင်လည်းရပြန်တာဆိုတော့ကအဲ့ဒီတိုင်းလိုက်ပြီးတော့မှယူမယ်ဆိုရင်ဒီလိုခွန်ဖြစ်အောင်ထက်ဒီလိုခွန်ဖြစ်အောင်ထက်ဒီလိုခွန်ဖြစ်အောင်ထက်အဲ့ဒီကဏ္ဍတွေကိုအားလုံးချုံပြီးတော့ထည့်လိုက်မယ်ဒီလိုခွန်ဖြစ်မယ်ဆိုရင်၄ပိတ်တစ်လုံးထည့်ရမယ်ပြီးတဲ့အခါ3ညအလဲတိုင်းတစ်လုံးထည့်ရမယ်9အလဲတိုင်းတစ်လုံးထည့်ရမယ်ဆိုတဲ့အခါသူ့ကို3 4 8လို့ယူပြီးတဲ့အခါမှာ3 4 4လို့ယူရင်လည်းရတယ်ရနိုင်တယ်ပြီးတဲ့အခါ3 5 4 3 5 8ပြီးရင်3 3ည3 3ည4 3 3ည8ဒီလိုစုစုပေါင်းကဏ္ဍ6ခွက်နှစ်ပင်အနေနဲ့ရှေ့ကသွားနောက်ကလိုက်နှစ်ပင်ကိုအတင်းလိုက်ဖမ်းကြည့်ရင်ဒီကဏ္ဍ6ခွက်ရမယ်ကိုယ့်အကိုရွေးချယ်ပြီးတော့အကောင်းဆုံးထင်မဲ့တစ်ခွက်ကိုရွေးထိုးလိုက်ဒါကောင်းရင်တက်ကြပါလိမ့်မယ်ဒါသုံးချင်မှတော့ထိုးပါလို့ဆိုလိုတာမဟုတ်ဘူးကျွန်တော်ဒီလိုလေးလေးထပ်ပြီးတော့မှယူဆထားသေးတယ်ဆိုတာကိုပြောပြတာဟုတ်ချင်လဲဟုတ်မယ်မဟုတ်ချင်လဲမဟုတ်ဘူးတက်စင်အောင်လွှဲချင်လဲလွှဲပါလိမ့်မယ်ကွက်တီဝင်ချင်လဲဝင်ပါလိမ့်မယ်ကျွန်တော်လည်းမသိပါဘူးဒီတစ်ခါမှလည်းဒါနောက်ထပ်စောစောတုန်းကယူဆခဲ့တဲ့ပုံစံမျိုးပဲပုံစံတူလေးနှစ်ခုကိုအခြေခံပြီးတော့သူ့အောက်မှာဘာဖြစ်သွားလဲယူဆပြီးတော့ရှေ့ကသွားနောက်ကလိုက်စိတ်ကူးရင်ကဏ္ဍဖမ်းမယ်ဆိုတော့ကသူကအဲ့ဒီနှစ်ခုကဒီလိုလေးဒီမှာဒီထိပ်ဖြစ်လို့ဒီသုံးလုံးပေါင်းကြီးလို့ဖြစ်တယ်ဒီခါမှာအဲ့လိုဖြစ်တယ်သူ့အောက်မှာလဲဒီ9ထိပ်ဖြစ်လို့ဒီသုံးလုံး9လို့ဖြစ်တယ်ပုံစံတူနေတယ်ဆိုတော့ကသူ့ကို3ချိန်ဆက်ပြီးတော့ယူဆရင်လည်းရတယ်အဲ့ဒီယူဆမှုကိုလည်းရှေ့ကပထမဆုံးပြတဲ့ကပ်ပင်ထဲမှာထည့်ပြီးတော့ယူဆပြထားတယ်ဆိုတော့ခါသူ့ကိုဒီပုံစံတူလေးနှစ်ခုရှေ့ကဖြစ်နောက်ကလိုက်ဒီပုံစံလေးနဲ့အခြားပုံစံလေးနဲ့ပြောင်းလဲစဉ်းစားပြီးတော့မှဒီကဏ္ဍတွေကိုယူဆကြည့်မှာဆိုတော့ခါသူကဒီရှစ်နဲ့ဒီလေးပိတ်နဲ့တပြိုင်နဲ့ဖြစ်တာဒီရှစ်ထိပ်ဖြစ်လို့ဒီလိုသုံးလုံးပေါင်းချင်းရှစ်ဖြစ်ပြီးတော့လေးပိတ်ဖြစ်သွားတယ်သူ့အောက်မှာလဲဒီ9ထိပ်နဲ့
ဒီ3ပိတ်နဲ့တပြိုင်တည်းဖြစ်တာဒီ9ထိပ်ကြောင့်ဒီလို3လုံးပေါင်းချင်း9လို့ဖြစ်ပြီးတော့ဒီ3ပိတ်ဖြစ်တယ်လို့ဒီလိုမျိုးလေးထပ်ပြီးတော့ဒါအသေးစိတ်ထပ်ပြီးတော့မှပြောပြရတယ်ပေါ့ဆိုတော့ကသူကဒါပုံစံတူနေပြီနှစ်ခုဟာဆိုတော့ကအပေါ်ကအနီရောင်နဲ့ရှစ်ထိပ်ကြောင့်လေးပိတ်ဝင်3လုံးပေါင်းချင်းရှစ်လို့ဖြစ်ပြီးတော့လေးပိတ်ဝင်တဲ့ပုံစံအဲ့လိုဖြစ်ပြီးတာနဲ့နောက်ထပ်ရှစ်တင်နဲ့လိုက်ပြီးတော့ကဏ္ဍတစ်ပေါက်ထည့်ဆိုရင်သူကအဲ့လိုဖြစ်ပြီးတာဒီလို3လုံးရှစ်ဒီလိုရှစ်လို့ဖြစ်ပြီးတော့ငါထိပ်ဒီလို3လုံးရှစ်လို့ဖြစ်ပြီးတော့6လဲပြီးတဲ့အခါအဲ့ဒီ6အလဲကိုဒီလိုဖြစ်ထားတဲ့6အလဲကိုပဲမန်နိုင်ပြုတ်ပြီးတော့ဒီလို3လုံးရှစ်လို့ထပ်ဖြစ်တဲ့3ပိတ်ဝင်သွားတယ်ဆိုတော့963အဲ့ဒီအတိုင်းဒီအစိမ်းရောင်နဲ့9ကြောင်3လုံး3ပိတ်ဒီပုံစံလေးကိုရှေ့ကသွားနောက်ကလိုက်ဆိုတဲ့အခါအပေါ်မှာယူဆခဲ့တဲ့အတိုင်းဒီအဲ့ဒီခါမှာဒီရှစ်ဟာဒီလိုရှစ်ထိပ်ကြောင်3လုံးပေါင်းချင်းရှစ်ဖြစ်လေးပိတ်ဝင်ပြီးတဲ့အချိန်မှာအဲ့ဒီရှစ်တွေတုတ်ချက်ထပ်ရိုက်ပြီးတော့ကဏ္ဍတစ်ပေါက်ပြည့်စုံသွားတယ်ဒီလိုပုံစံဒါဆိုရင်ရှေ့ကတော့နောက်ကလိုက်မယ်ဒီတိုင်းပထမတစ်ချက်ဒီလိုလိုက်ပြီဒီလို9လို့ဖြစ်ဒါဆိုရင်6ထိပ်တစ်လုံးကိုရမယ်6ထိပ်ဒီလို9လို့ဖြစ်ဒါဆိုရင်1လဲတစ်လုံးကိုရမယ်အဲ့ဒီ1လဲကိုပဲအခြေခံပြီးတော့အပေါ်တိုင်းပဲဒီလို3လုံး9လို့ထပ်ဖြစ်ဒါဆိုရင်9လို့ဖြစ်အောင်10ပိတ်တစ်လုံးကိုပဲထည့်ဒါမှ3လုံး10ဖြစ်3လုံး9ဖြစ်ဆိုတော့ကဒီ9ကိုလည်း3ချက်ထပ်လိုက်ပလိုက်တယ်ဆိုတော့အဲ့လိုဖြစ်ပြီးတော့6တက်8အဲ့ဒီပုံစံအတိုင်းရှေ့ကတော့နောက်ကလိုက်ရင်6တက်8ဒါပေမဲ့သူ့မှာဒီထားလေးတစ်ခုကလည်းကြံနေသေးတဲ့အခါအလဲတစ်လုံးပဲပေးပြီးတော့မှဒါမျိုးတွေဖြစ်သွားနိုင်သေးတယ်ပေါ့ဆိုတော့အခါဒါအရန်လေးအနေနဲ့ထည့်လိုက်မယ်ဒီ3လုံးပေါင်းချင်းတန်ဖို့ဟာထိပ်စီးဟာဒီ3လုံးပေါင်းချင်းတန်ဖို့ဒါဆိုရင်1အလဲထိုင်ကိုဒီတိုင်းထားပြီးတော့မှ6ကြောင်ဖြစ်လာမဲ့အပိတ်ကိုထည့်မယ်10ပိတ်ကြောင်ဖြစ်လာမဲ့ထိပ်ကိုထည့်မယ်ဒါမျိုးလေးပြောင်းလဲယူဆလိုက်ရင်သူ့ကို10ပိတ်ကိုထည့်မယ်ဆိုရင်868ဆိုတဲ့က3လုံးပေါင်းချင်း2ဒါကြောင့်မို့လို့2ထိပ်ကိုထည့်2တိ8 6ထိပ်ကိုထည့်မယ်ဆိုရင်ဒီ6ထိပ်ကြောင့်3လုံးပေါင်းချင်း6လို့ဖြစ်မယ်ဒါဆိုရင်6တင်2ဒီလိုယူဆလို့ရမယ်ဆိုတော့ဒါဟာနှစ်ကရှေ့ကသွားနောက်ကလိုက်ပြီးတော့ယူဆကြည့်တာဖြစ်မဖြစ်တော့မသိဘူးဖြစ်ခဲ့ရင်ကတော့ကွက်တီဖြစ်ပါလိမ့်မယ်စိတ်ပါလက်ပါရှိရင်သုံးပါစိတ်ပါလက်ပါမရှိရင်မသုံးပါနဲ့ဒါပေမဲ့သုံးတဲ့သူတွေကြိုက်တဲ့သူတွေကံကောင်းကြပါစေ